ဒီယာဒီပရီးမီးယားလိမှာမေးထားလို့မရတဲ့ကြောင်နှံ့များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iMac ခွန်ရှိကိုနဲ့ Five-Miss Agent ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကြောင်နှံ့တွေလို့နာမည်ပြောင်းရထားခဲ့တဲ့ဇန်နာလန်တင်းကိုဒီယာဒီမှာမေးထားလို့ရမှာမဟုတ်တော့ပါဘူးတို့ရပြီးခဲ့တဲ့နှစ်ဘောလုံးယာဒီကချန်ပီယံရှစ်မှာကျေလည်ခဲ့ကြပြီးတော့အမှတ်ပေးစရာအဆင့်၄နေရာမှာရပ်တည်ခဲ့တဲ့အတွက် Sheffield Coventry နဲ့ Bristol City လို့အသင်းတွေနဲ့ Play-off ကစားခဲ့ကြပြီးတော့အဆုံးသတ်မှာအနိုင်ရခဲ့တဲ့အတွက် Premier League စီတဖန်ပြန်လည်ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်နောက်16ဆက်ခွန်ဘောလုံးရာသီမှာ Premier League ကနေတန်းဆင်းသွားခဲ့ကြတဲ့ကြောင်နှက်တွေဟာရှေ့ရာသီကြာမှာတော့ Premier League စီပြန်လည်ပြီးတော့ရောက်ရှိလာခဲ့ကြပါတယ်။ဆန်နာလန်တင်းကိုအခုလိုမျိုး Premier League စီတန်းပြန်တက်လာနိုင်အောင်စွမ်းဆောင်ပေးခဲ့တဲ့နီးပြတော့ပြင်သစ်လူမျိုးနီးပြတစ်ယောက်ဖြစ်တဲ့ Ricky Britt ပဲဖြစ်ပါတယ်။ပြင်သစ်ကလပ် Lorient အသင်းကနေဆန်နာလန်တင်းစီကိုရောက်လာခဲ့တဲ့ပြင်သစ်သားနီးပြဟာပထမဆုံးဘောလုံးရာသီမှာပဲစွမ်းဆောင်ကောင်းတွေကိုပြသပြီးတော့ Premier League စီကိုတန်းတက်နိုင်အောင်လို့စွမ်းဆောင်ပေးထားခဲ့တာပါ။ Premier League စီတန်းတက်လာခဲ့တဲ့ကြောင်နှက်တွေဟာပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့မှာပေါင်တန်းနေရာဝန်းကျင်အသုံးပြုခဲ့ပြီးတော့အသင်းကိုပြင်ဆင်မှုတွေလည်းပြုလုပ်သွားခဲ့ကြပါတယ်။သူတို့တွေခေါ်အားပေးထားခဲ့ကြကစားသမားတွေကိုကြည့်လိုက်မယ်ဆိုရင်ဥရောပအတွေ့အကြုံရှိကစားသမားတွေကိုလည်းခေါ်အားပေးခဲ့ကြသလိုလာလာရှိတဲ့လူငယ်ကစားသမားတွေကိုလည်းခေါ်အားပေးထားတာကိုလည်းမြင်တွေ့လိုက်ရပါတယ်။ပြောရရင်ဆန်နာလန်တင်းဟာကလပ်တင်းတက်တင်းစာလောက်ထိခေါ်အားပေးထားခဲ့ကြဖြစ်ပြီးအဲဒီမှာမှ Granit Xhaka လိုဂန်နာကွင်းလက်ကစားသမားဟောင်းမျိုးခေါ်နိုင်ခဲ့ကြတာကကြောင်နှက်တွေအတွက်ဘိုးတန်တဲ့ခေါ်မှုတစ်ခုဖြစ်ခဲ့လို့ဆိုရမှာဖြစ်ပါတယ်။ဂန်နာရောမှာအသင်းကောင်းဆောင်တယောက်ဖြစ်ကစားခဲ့မှုတဲ့ Granit Xhaka ဟာလီဗာပူးစေတင်းတဲ့လူစွမ်းဆောင်ကောင်းတွေပြသနိုင်ခဲ့လို့တမိုင်းဝင်မှတ်ပေးဖလားတွေကိုလည်းရယူထားနိုင်ခဲ့တဲ့ဆွစ်ဇာလန်သားကြီးကဂန်နာရုံးကနေဆုံးခွာသွားပြီး2ရာသီကြာမှာပဲပရီးမီးယားလိစီကိုတကြောပြန်လည်ရောက်ရှိလာခဲ့ပြီးတော့ကြောင်နှက်တွေနဲ့တူစွမ်းဆောင်ကောင်းတွေပြသနေခဲ့တာကိုမြင်တွေ့ခဲ့ရပါလက်ရှိကြောင်နှက်တွေကိုဥဆောင်ကစားနေခဲ့တဲ့ကစားမကလည်း Granit Xhaka ဖြစ်ပြီးတော့33နှစ်သားကစားမကြီးဒီရာသီပရီးမီးယားလိပွဲ6ပွဲမှာဂိုးဖန်တီမှု3ချိန်ပြုလုပ်ထားခဲ့ပြီဖြစ်ပါတယ်ပြီးခဲ့တဲ့စနေညကစားခဲ့တဲ့ Nottingham Forest နဲ့ပွဲမှာလည်းကြောင်နှက်တွေဟာအသင်းကြီးဆိုရင်ဒုက္ခပေးလိရှိ City Ground မှာထင်ကြီးစရာစွမ်းဆောင်ရည်တွေကိုပြသခဲ့ကြပြီးတော့တကိုးကိုမရှိဆွဲရလက်နဲ့တူအနိုင်ရသွားခဲ့ကြပါတယ်ဒီနေ့တန်တက်အသင်း3သင်းထဲမှာဆန်နာလန်ကအားလုံးမထင်မှတ်ထားတာတွေလုံးပြနေပြီးကော်ကောင်ဒါမှမဟုတ်ဓာတ်ခေါက်ဆပ်ဖြစ်တဲ့တတိယနေရာထိခြေတန်းလုံးလုံးနဲ့တက်ရောက်ထားနိုင်ခဲ့ကြတာပါကနကပ်ပတိန်အောင် Granit Xhaka ဦးဆောင်တဲ့ကြောင်နှက်တွေဟာနိုင်ပွဲရှာဖွေဖို့လိုအပ်တဲ့ Forest နီးပြသစ် Postecoglou အတွက်နောက်ထပ်အရှိုက်ထိစေမဲ့ရလက်ကိုလည်းရယူပြသွားခဲ့ကြပါတယ် City Ground မှာကစားခဲ့တဲ့ပွဲတွေမှာကြောင်နှက်တွေတက်လုံးသေးသောနိုင်ကိုနောက်ခံကစားမှာ Omar Ediri ကပထမပိုင်း38မိနစ်မှာရယူပေးသွားခဲ့တာပါကြောင်နှက်တွေဟာဒီရာသီ Premier League 6ပွဲကစားပြီးချိန်မှာဘန်လီနဲ့ပွဲတုန်းကရှုံးပွဲကလွဲလို့ရှိရင်3ပွဲနိုင်2ပွဲတည်ရလက်ထိကိုပိုင်ဆိုင်ထားပြီးတော့ Aston Villa, Crystal Palace တို့လိုအသင်းတွေကိုတည်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။ကြောင်နှက်တွေရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ Granit Xhaka နောက်ဆုံးကစားထားတဲ့ Premier League 2ပွဲမှာရေးပါတဲ့ဂိုးပန်တီးမှုတွေကိုပြုလုပ်ထားနိုင်ခဲ့တာပါ။ Aston Villa ကိုအခမ်းကစားခဲ့တဲ့ပွဲတွေမှာဧည့်သည် Villa အသင်းရဲ့ဦးဆောင်ကိုသွင်းချင်းကိုခံထားတဲ့ကြောင်နှက်တွေက85မိနစ်အရောက်မှာခြေပါကိုရယူနိုင်ခဲ့ကြဖြစ်ပြီးတော့ဆိုပါဂိုးအတွက်ဂိုးပန်တီးမှုကို Xhaka ပြုလုပ်ခဲ့သူပြီးခဲ့တဲ့ည Forest နဲ့ပွဲတွေမှာလည်းတလုံးနဲ့သောနိုင်ဂိုးအတွက် Granit Xhaka ကဂိုးပန်တီးမှုပြုလုပ်ပေးသွားခဲ့တာပါ။ကြောင်နှက်တွေကလာမယ့်အပတ်မှာတော့မန်ယူတင်းနဲ့အိုထဖို့မှာသွားရင်ဆိုင်မှာဖြစ်ပြီးတော့ကြောင်နှက်တွေဆိုရင်ကြောက်လေးရှိတဲ့ DNA တို့ကိုထပ်ပြီးတော့6လန်ပြသွားမလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်